အားလုံးမင်္ဂလာပါရှင်။သမီးတို့ထပ်ပြီးတောင်းဆိုတာတခြင်းလေးတစ်ပုဒ်ဖြစ်တဲ့မေတ္တာဖြတ်မှလမ်းဆက်မယ်ဆိုတဲ့ခြင်းလေးနဲ့အားလုံးဖြစ်ပြီးကြပါရရှင်။နိုင်ဆိုင်ပြီပါ။